အားလုံးပဲမင်္ဂလာပါဒုတိယခါလေး YouTube channel လေးကနေခါလေးရဲ့ကိုတွေအမတွေဦးတို့တွေအားလုံးကိုနှုတ်ထွက်စာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခါလေးရဲ့နောက်ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခါလေးရဲ့ကိုတွေအမတွေဦးတို့တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝတွေတိုးပါရရှိနိုင်ပါစေလို့ခါလေးဦးသာပထမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ခါလေးရဲ့ကိုတွေအမတွေအားလုံးပဲနော်ခါလေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မလုပ်ရသေး channel လေးကို subscribe လေးတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခတ်ပေးကြပါအောင်နော်အများမြင်များရအောင်နော်ဒုမိတယောက်ရအောင်လည်း share မှု share ပေးကြပါအောင်နော်ကိုတွေမတွေအားလုံးပဲ like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခတ်ပေးကြပါအောင်နော် like လက်မနေတဲ့အရင်အားနေနေတော့ခါလေးကကိုတွေမတွေအားလုံးပဲ like လက်မလေးတွေမနှိပ်ပြီးလို့လားမသိဘူးနော်ကိုတွေမတွေအားလုံးပဲ like လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနှိပ်ခတ်ပေးကြပါအောင်နော်ဒီမနက်ကနားတော့ကိုတွေမတွေအားလုံးပဲဟုတ်လားထက်တော့နေငါထက်တယ်ခိုင်းလေးပြရတာ3ကနော်ကဲကိုတွေမရအလုံးပဲခါလေးတို့ဒီညနေမှာခါလေးအကောင်းဆုံးလေးကြိုးစားထားပေးပါတယ်ကိုတွေမရအလုံးပဲဒီညနေမှာအကြိုက်တူတဲ့ခါလေးကိုတွေမရအလုံးပဲကစားထားမယ်မနေ့မှာခါလေးတို့ဖောင်းရက်တရက်ရှိပါတယ်ကိုတွေမရအလုံးပဲနော်ကြာတပရင်းနေ့မှာပြန်ဆောင်ကြမယ်နော်ချစ်တော်မျိုးတွေအလုံးပဲကြာတပရင်းနေ့မှာပြန်လေလို့ဆိုမယ်ပြန်လဲဆောင်တွေ့မယ်ခါလေးတို့မနေ့မှာတရက်ဖောင်းလေးရှိပါတယ်နော်ကိုတွေမရအလုံးပဲကဲဒီညနေမှာတော့ခါလေးအကောင်းဆုံးကဏ္ဍတွေကိုနော်တကယ်အကောင်းဆုံးကဏ္ဍတွေကိုရှာဖွေပြီးတော့နော်လာရောက်ပြီးတင်ပေးတာပါကိုတွေမရအလုံးပဲအကြိုက်ချင်းတွင်ကစားထားမယ်နော်အကြိုက်ချင်းတွင်တော့ကစားထားမယ်ခလေးပြတဲ့ကဏ္ဍကိုမကြိုက်လို့ရှိရင်တော့ကိုတွေမရလည်းပဲကိုကြိုက်နေတဲ့ကဏ္ဍကိုကစားပါနော်တကယ်လို့ကြိုက်နေတဲ့မှုရှိရင်တော့နော်ကိုရထားတဲ့ကဏ္ဍနဲ့ခလေးပြတဲ့ကဏ္ဍနဲ့ကိုကပ်ပြီးတော့ထိုးပေါ့နော်ကဲအဲ့ဆိုရင်ခလေးတို့ဒီ9ရက်နော်9ရက်12လ2025နော်အင်္ဂါနေ့ညနေခလေးဒီညနေ4:30မှာပတ်ရမဲ့ပတ်တီးလေးကတော့ကိုတွေမရလည်းပဲ9ပတ်တီး10ပတ်တီးပါနော်ချစ်တော်မျိုးတွေအလုံးပဲ9ပတ်တီး10ပတ်တီးပါ9ကြိုက်တဲ့ခလေးကိုတွေမရအလုံးက9ကိုပတ်မယ်10ကြိုက်တဲ့ခလေးကိုတွေမရအလုံးက10ကိုပတ်မယ်နော်9ပတ်တီး10ပတ်တီးလေးပါတော့ကိုတွေမရလုံးပဲ9ပတ်တီး10ပတ်တီးလေးပါ9ကြိုက်တဲ့ခလေးကိုတွေမရလုံးက9ကိုပတ်မယ်10ကြိုက်တဲ့ခလေးကိုတွေမရလုံးက10ကိုပတ်မယ်နော်ကဲ9နဲ့ဆိုရင်အောက်ကွက်လေးတစ်ခါလေးခေါ်ပြီးတော့မယ်9နဲ့ဆိုအောက်ကွက်တွေက9356 9859ပါ93ရယ်96ရယ်98ရယ်99ရယ်ပါနော်9356 9859ပါရှင်းနဲ့ဆိုအောက်ကွက်တွေက80 83 86 89ပါနော်80ရယ်83ရယ်86ရယ်89ရယ်ပါကိုရမရအလုံးမခါလေး2ကြိမ်မှ2ကြိမ်တို့မရရင်တော့ခါလေးတစ်ကြိမ်တော့ကိုရမရအလုံးကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားပေးတယ်နော်ကိုရမရအလုံးမဒီညနေမှလည်းခါလေးနော်တကယ်အကောင့်တကအကောင်းဆုံးကဏ္ဍတွေကိုရှာဝေထားပြီးတော့လာရောက်ပြီးနော်စေတနာထားပြီးလာရောက်ပြီးညဝေပေးတာပါကိုရမရအလုံးပဲနော်အကြိုက်ချင်းတူရင်တော့ကစားထားမယ်နော်အခွေကလေးကတော့ကိုရမရအလုံးပဲ36ကိုပြီးပါအခွေကလေးပါနော်36ကိုပြီးပါအခွေခါလေးပေးတဲ့ခွေဒီအပူလေးပါပါတယ်အပူလေးထပ်ပြီးကစားထားမယ်3366ကိုနော်ကိုရမရအလုံးပဲ99နဲ့88ပါကစားထားမယ်နော်အပူကအာစရာမလိုတဲ့အတွက်ကိုတွေမတဲ့အလုံးပဲနည်းနည်းပါးပါတော့ကစားထားပေးပါဦးနော်ကိုတွေမတဲ့အလုံးပဲနည်းနည်းပါးကစားထားပါအပူကလည်းအာစရာမလိုလေကိုတက်နိုင်တဲ့လောက်ပေါ့200ဘူးတက်နိုင်200ဘူးပဲထိုးနော်369ကလေးတို့ခွင့်မယ်ဆိုရင်36ရယ်39ရယ်69ရယ်3ခွက်ရမယ်နော်3639 69 3ခွက်ရမယ်နော်မျိုးတွေအလုံးပဲခလေးတို့တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေခါလေးပြောစရာရှိနော်ပြောဖို့ကြံသေးတယ်ခါလေးကိုတွေမတဲ့အလုံးကခါလေးဗီဒီယိုလေးကိုအစားနဲ့အစုံကလေးကြည့်ရှုပေးကြပါဦးနော်ဗီဒီယိုဖိုင်လေးကလည်းအရင်မရှိတဲ့အတွက်ခါလေးကိုတွေမတဲ့အလုံးကနော်မရစ်မကြော်ပဲနဲ့အစားနဲ့အစုံကလေးကြည့်ဖို့မြစ်တရက်ခါထားကြပါတယ်ကိုတွေမတဲ့အလုံးပဲလိုက်လက်မကအရင်အားနဲ့နေတယ်နော်ကိုတွေမတဲ့အလုံးပဲတယောက်ကြည့်တာနဲ့တယောက်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါဦးနော်မျိုးတွေအလုံးပဲတယောက်ကြည့်တာနဲ့တယောက်လိုက်လက်မလေးတွေနဲ့တယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါဦးချက်တော်လေးတွေအလုံးပဲခါရီတို့ဒီညနေနော်9ရက်12လ2025အင်္ဂါနေ့ညနေ4:30မှာပတ်ရမဲ့ပတ်တီးလေးက9ပတ်တီး10ပတ်တီးပါနော်9ပတ်တီး10ပတ်တီးလေးပါ9ကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးက9ကိုပတ်မယ်10ကြိုက်တဲ့ခါလေးကိုတွေမတဲ့အလုံးက10ကိုပတ်မယ်ခါလေးတစ်ခွက်ကောင်းလေးတွေနှစ်ခွက်ကောင်းလေးတွေပါခေါ်ပြီးတော့မယ်နော်မျိုးတွေအလုံးပဲ9ပတ်တီး10ပတ်တီးလေးပါ9နဲ့ဆိုရင်အောက်ကွက်က9356 9859နော်93ရယ်96ရယ်98ရယ်99ရယ်ပါရှင်းနဲ့ဆိုရင်အောက်ကွက်က80 83 86 89ပါနော်80ရယ်83ရယ်86ရယ်89ရယ်ပါနှစ်ကွက်ကောင်းကတော့56နဲ့83ဒီခါလေးဒီညနေမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်56နဲ့83 86လည်းကြိုက်တယ်ကိုတွေမတဲ့အလုံးပဲနော်ဒီညနေတော့ညီကိုတော့နည်းနည်းကြိုက်တယ်လို့ပဲကိုတွေမတဲ့အလုံးပဲခါလေးတက်အကြီးလည်းတိတဲ့သူမဟုတ်လေကိုတွေမတဲ့အလုံးပဲနော်အဲဒါကြောင့်မလို့ခါလေးဒီညနေအကြိုက်ဆုံးကတော့56နဲ့83ဒီခါလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါနော်56နဲ့83တကွက်ကောင်းကလေးကတော့83ဒီတကွက်ကောင်းကလေးပါ
နော်မျိုးတွေအလုံးပဲတကွက်ကောင်းသည်83သည်တကွက်ကောင်းကလေးပါနော်အခွေဒီ369ပြီးပါခွေခက်လေးပေးတဲ့ခွေဒီအပူလေးပါပါတယ်နော်အပူလေးပါထပ်ပြီးကစားထားမယ်နော်ကိုတင်မတွေအလုံးပဲငယ်ကြည့်ရှုနေကြတဲ့ခက်လေးကိုတင်မတွေအလုံးက channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝေါင်းပြနေခဲ့ပေးကြပါအောင်နော်လက်လက်မလေးတွေမနေရသေးရင်လက်လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြနေခဲ့ပေးကြပါဦးချစ်တော်မျိုးတွေအလုံးပဲလက်လက်မကအရင်အားနေနေတယ်နော်ကိုတင်မတွေအလုံးပဲတယောက်ကြည့်တာနဲ့ခက်လေးကိုတယောက်တစ်ချက်စီဝေါင်းပြလိုက်လက်မလေးတွေဝေါင်းပြနေခဲ့ပေးကြပါအောင်နော်အဲ့ဒါခက်လေးနောက်ဆုံးတစ်ခေါက်ခေါ်ပြီးတော့မယ်ဒီနောက်ဆုံးတစ်ခေါက်ပြီးရင်နော်ခက်လေးဗီဒီယိုလေးနားမယ်နော်ခက်လေးဒီညနေမှာပြရမယ့်ပတ်တီးဒီ9ပတ်တီး10ပတ်တီးလေးပါနော်မျိုးတွေအလုံးပဲ9ပတ်တီး10ပတ်တီးပါ9နဲ့ဆိုဩကွက်တီ93 96 98 59နော်93ရဲ့96ရဲ့98ရဲ့59ရဲ့ပါ10နဲ့ဆိုဩကွက်က80 83 86 89ပါနော်88 3 86 89ပါနှစ်ကွက်ကောင်းသည်56နဲ့83ဒီခါလေးဒီညနေမှာအကျဆုံးနှစ်ကွက်ကောင်းနော်56နဲ့83ဒီခါလေးဒီညနေမှာအကျဆုံးနှစ်ကွက်ကောင်းပါတစ်ကွက်ကောင်းကလေးဒီ83ဒီတစ်ကွက်ကောင်းကလေးပါနော်83ဒီတစ်ကွက်ကောင်းပါအခွေကလေးက369ပြီးပါအခွေကလေးနော်369ပြီးပါအခွေခါလေးပြတဲ့အခွေကအပူလေးပါပါတယ်နော်မျိုးတွေအလုံးပဲအဲ့ဒါဆိုခါလေးဗီဒီယိုလေးကိုရောက်နေပဲရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခါလေးအကိုတွေအမတွေဥတော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေပညာရေးလူမျိုးစီးပွားရေးအစအရာအဆင်ပြေနိုင်ကြပါစေဒီညနေမှာလဲဒါတွေမှာငွေထုတ်နိုင်ပါစေလို့ခါလေးစမှုကောက်တောင်းပြလိုက်ပါတယ်အလုံးပဲခွက်လက်ပါနော်